ပိုးစာတီးပင်ကိုအသီးများများတီးအောင်ဘယ်လိုလုပ်ရမလဲလို့မေးလာတဲ့လူကိုဖြေပေးတာပါနော်။လွယ်ကူတဲ့နည်းလမ်းတစ်ခုကတော့ပိုးစာတီးပင်ရဲ့အကိုင်းကိုကိုင်းညွတ်ပေးတာဖြစ်ပါတယ်။အပင်တွေအမြဲတမ်းဒီအတိုင်းပဲလွတ်ထားပြီးထောင်ထားရင်အပင်ကအားနည်းတဲ့အပိုင်းထက်အဖျားပိုင်းကိုပိုပြီးအာဟာရပို့ပြီးတတ်ပါတယ်။အဲ့ဒါကြောင့်မို့လို့အပင်ကြီးတစ်လောက်အသီးမတီးပါဘူး။ဒါပေမဲ့အကိုင်းကိုကိုင်းညွတ်ပေးပြီးလိုအပ်သလောက်နှိမ်ပေးလိုက်လို့ရှိရင်အပင်ကအသီးချိန်ထင်ပြီးအသီးနဲ့အညွန့်တွေကိုတက်စေပါတယ်။ဒီနီလန်လေးကနေရောင်ကိုအပင်တစ်ပင်လုံးအပြည့်ဝရအောင်ကူညီပေးတယ်လို့လေဝင်လေထွက်ကောင်းစေပြီးပိုးမွှားနည်းစေတဲ့အပြင်အသီးခူးဖို့ကိုလည်းအဆင်ပြေစေပါတယ်နော်။ဒါကြောင့်မို့လို့လိုအပ်သလောက်ကြိုးပဲဖြစ်စေထောက်တိုင်သုံးပြီးပဲဖြစ်စေအကိုင်းကိုနှိမ်ပေးလိုက်ပါဒါဆိုရင်ပိုးစာတီးတွေအများကြီးတီးပါလိမ့်မယ်။ခုဆိုရင်ပိုးစာတီးတွေအများကြီးတီးနေပါပြီ။စားလို့မနိုင်အောင်ပါပဲ။ပိုးစာပင်ကိုအသီးများများတီးအောင်ဒီလိုလွယ်လွယ်ကူကူလုပ်လို့ရပါတယ်နော်။လုပ်ကြည့်ပြီးရမရကိုလည်းပြန်လာပြောပြပါဦးနော်။